အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ essential grammar in use ရဲ့ unit 113 a person who think that which ကဲဒီနေ့ရဲ့သင်ခန်းစာလေးအား who that which တွေပေါ့နော် sentence နှစ်ခုကနေ sentence နှစ်ခုရှိတာကိုဒီ who that which တွေနဲ့ဘယ်လို who that which တွေနဲ့ဘယ်လိုဆက်မလဲဆိုတာကိုသင်ပေးသွားမှာဖြစ်ပါတယ်ဥပမာ related clause ပေါ့နော် okay ဒီမှာဆိုလို့ရှိရင်ဒီမှာဥပမာလေးပေးထားပါနော် I met a woman that she can speak 6 languages okay သူမကဘာသာစကား6မျိုးတောင်ပြောနိုင်တယ် okay စာကြောင်းတစ်ကြောင်းရှိရပါတော့စာကြောင်းတစ်ကြောင်းရှိရဲ့အခါမှာလူချင်းချင်းကိုဆက်မယ်ပေါ့နော်လူမျိုးဆက်မယ်ဆိုတဲ့အခါမှာwho နဲ့ဆက်တယ်ပေါ့နော် who ဆိုလို့ရှိရင် she ကိုပြောင်းလိုက်တာလေပေါ့ဥပမာဒီမှာဆိုလို့ရှိရင် I met a woman who can speak 6 languages okay ကျွန်တော်အမျိုးသမီးတယောက်ဘယ်လိုအမျိုးသမီးတယောက်လဲဆိုလို့ရှိရင်ဘာသာစကား6မျိုးတောင်ပြောတတ်တဲ့အမျိုးသမီးတယောက်နဲ့တွေ့ခဲ့တယ်နောက်တစ်ခုက Jim was wearing a hat ဒါကစာတမ်းကြောင့် it was too big for him အဲ့ဒါကဒုတိယစာတမ်းဒါကဒုတိယစာတမ်းနောက်ဆိုလို့ရှိရင်တော့ဒီ it ကိုဘာနဲ့ပြောင်းလဲဆိုလို့ရှိရင်လူပုဂ္ဂိုလ်တွေဆိုလို့ရှိရင် who နဲ့ဆက်ပြီးတော့နောက်ထပ်အရာဝတ္ထုတွေပစ္စည်းတွေဆိုလို့ရှိရင်တော့ that ဒါမှမဟုတ် which နဲ့ဆက်မယ်ပေါ့နော် okay ဒီမှာဆိုလို့ရှိရင်လည်းပထမဆုံး sentence မှာကthatနဲ့ဆက်ထားပြီးတော့နောက်တစ်ခုမှာ which နဲ့ဆက်ထားပြီးပေါ့နော် okay ဒီမှာဆိုလို့ရှိရင် Jim was wearing a hat that was too big for him Jim ကအုတ်ထုပ်ဆောင်ထားရပါတော့ဘယ်လိုအုတ်ထုပ်လဲဆိုလို့ရှိရင်သူ့အတွက်အရင်ကြီးနေအုတ်ထုပ်မျိုးဆောင်ထားတယ်နောက်က Jim was wearing a hat which was too big for him okay ဘယ်လိုအုတ်ထုပ်လဲသူ့အတွက်အရင်ကြီးရဲ့အုတ်ထုပ်ကိုဆောင်ထားနောက်တစ်ခုကဒီမှာဆိုလို့ရှိရင် who is for people not things who ကလူပုဂ္ဂိုလ်ရဲ့အတွက်ပဲသုံးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် a thief is a person who steals things အthief တကူဆိုတာဘယ်လိုလူတစ်ယောက်ဖြစ်တယ်ဘယ်လိုလူမျိုးလဲဆိုတဲ့အခါမှာပစ္စည်းကိုကိုယ်ရလူမျိုးပေါ့နော် okay do you know anybody who can play the piano မင်းတရားကိုသိတာဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်ဒီ piano တီးတတ်တဲ့လူတစ်ယောက်ကိုသိတာပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ the man who phone didn't give his name the man လူတစ်ယောက်သူဘယ်လိုလူလဲဖုန်းဆက်ခဲ့တယ်ဒါပေမဲ့သူရဲ့နာမည် name မပေးထားဘူးနော် the people who work in the office are very friendly the people လူတွေပေါ့နော်ဘယ်လိုလူတွေလဲ who works in the office ဒီရုံးထဲမှာလုပ်တဲ့လူတွေကဒီရုံးကိုခင်မင်ပြကောင်းတယ်ပေါ့နောက်တစ်ခုကတော့ that is for thing or people ဒီ that ကိုလည်းလူပုဂ္ဂိုလ်ဒါမှမဟုတ်ရှင်အရာဝတ္ထုတွေနဲ့တွဲသုံးလို့ရတယ်ပြောထားပါတော့ An airplane is a machine that flies an airplane ကmachine ဆက်တစ်ခုပဲဘယ်လိုဆက်မျိုးလဲပြန်နိုင်တဲ့ဆက်တစ်ခုဖြစ်တယ်ပေါ့နောက်တစ်ခုက Emma lives in a house that is 500 years old Emma ကဒီအိမ်မှာနေတယ်ဘယ်လိုအိမ်မျိုးလဲဒီမှာတန်းနဲ့ဆက်ထားပါတော့ဘယ်လိုအိမ်မျိုးလဲဆိုတော့နှစ်90တောင်ကြာနေဘူးเนาะနှစ်900တောင်ကြာနေရန်ဟိုခေါင်းနေရဲ့အိမ်မှာနေရော the people that work in the office are very friendly the people လူတွေဘယ်လိုလူတွေလဲ that ဘယ်လိုလူတွေလဲဆိုလို့ရှိရင် office ထဲမှာအလုပ်လုပ်နေတဲ့လူတွေဟာအရန်ကိုခင်မင်ကြကောင်းနေ okay you can use that for people but who is more usual လူတွေအတွက်သုံးတဲ့ that ကိုလူတွေနဲ့တွဲသုံးလို့ရတာပေမဲ့ who သုံးတာကတော့ပို့ပြီးတော့ဒီ usual ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ which is for things not people which ဆိုတာကတော့လူတွေအတွက်မသုံးဘူးတဲ့မှာလို့လူတွေနဲ့တွဲသုံးလို့မရအောင်သူကအရာဝတ္ထုတွေအတွက်ပဲသုံးတာ an airplane is a machine which flies not a machine who နဲ့မသုံးဘူးပေါ့နော် airplane ကအရာဝတ္ထုဖြစ်တဲ့အတွက်ကြောင့်မလို့ which နဲ့ပဲသုံးတယ်ပေါ့နော်နောက်တစ်ခုက Emma live in a house which is 500 years old Emma ကအိမ်မှာနေဒီမှာဆိုလို့ရှိရင် a house ကအရာဝတ္ထုဖြစ်နေတဲ့အတွက်ကြောင့်မလို့ WHICH which နဲ့ပဲသုံးတယ်ပေါ့နော် okay ဒီမှာဆိုလို့ရှိရင် do not use which for people do you remember the woman who was playing the piano at the party not the woman which okay which ကိုလူတွေနဲ့တွဲမသုံးလို့ပြောတာပါပဲအဲ့ဆိုတော့ဒီနေ့ရဲ့သင်ခန်းစာတော့ဒါလေးပါပဲလူတွေစာတမ်းတစ်ကြောင်းကိုဒီစာတမ်းတစ်ကြောင်းကိုဆက်တဲ့အခါမှာ who that which တွေနဲ့ဘယ်လိုဆက်ရမလဲဆိုတာကိုဒီနေ့နားလည်မယ်လို့မျှော်လင့်ပါတယ်လူတွေဆိုလို့ရှိရင် who ဒါမှမဟုတ် that နဲ့ဆက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ who ကတော့ပုံ usual ဖြစ်တယ်တကယ်အရာဝတ္ထုတွေကိုပြောမယ်ဆိုလို့ရှိရင် that ဒါမှမဟုတ် which နဲ့ဆက်တယ်ပေါ့နော်တကယ်အောက်မှာတော့ exercise လေးပါပါတယ်အားလေးတစ်ချက်လောက်လုပ်ပြအောင်နော်အဲ့တော့ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒါလေးပဲအားလုံးပဲnexus အားလုံးပဲကြည့်စုပေးတဲ့အတွက်ကျေးဇူးပါအားလုံးအတွက် nexus ပါ